high voltage ဘိုင်းမှာကျွန်တော်တို့က short circuit နဲ့ပတ်သက်ပြီးမီးထိုးမခံဘူးမီးထိုးရတဲ့ fuse ပြတ်တယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကကြည့်ရမယ့် area ဒီကျွန်တော်တို့ဒီ AC ဒီအဝင်မှာဆက်ဆေးရမှာဖြစ်ပါတယ် AC အဝင်မှာ short circuit နဲ့ပတ်သက်ပြီးဓာတ်ရိုက်ဖြစ်နိုင်တဲ့အရာက diode ရှိတယ်ဒီ STR regulator ရှိတယ်နောက်တစ်ခုကဒီကျွန်တော်ဒီ IPN ဖြစ်တယ်เนาะ IPN ဒီဘက် high side ပေါ့เนาะ high voltage ဒီမှာ320 volt ရောက်တဲ့ဒီဘက်အချမ်းမှာ short circuit ဖြစ်နိုင်တယ်ဆိုတော့ဒီ diode ရဲ့ဒီ regulator ရဲ့ဒီ regulator IC ရဲ့ဒီ IPN ရဲ့ဒီ3ခုဒီကျွန်တော်တို့ဒါ short circuit ဘိုင်းမှာ short ကြလေးရှိတယ်ပြဿနာကိုဖြစ်တယ်ဆိုရင်ဒီ3ခုကိုကျွန်တော်တို့ကစစ်ဆေးကြည့်လိုက်ဖို့လိုတယ်ဒီ3ခုက short ကြရဆိုရင်ကျွန်တော်တို့ကမီးကိုဘလို့မှထိုးမခံနိုင်ပါဘူးအဲ့အတွက်ကိုကျွန်တော်တို့ကဒီ diode ဆိုလည်းဖြုတ်ရမယ်ဒီ STR regulator ဆိုလည်းဖြုတ်ရမယ်ပေါ့နော်ဒီနှစ်ခုကျွန်တော်တို့ဖြုတ်လို့မှ short ကရှိသေးတယ်ဆိုတော့ကျွန်တော်တို့ IPN လို့တိုင်းပြီးတော့ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီ high voltage batch မှာ short circuit ကဒီ3ခုပဲကြစရာအကြောင်းရှိပါတယ်အကယ်လို့ကျွန်တော်တို့က low voltage ဘက်ကိုကြည့်မယ်အခု high voltage မှာတော့ short မရှိဘူးစက်က power တေးနေတယ်ကပ်မှာ power မနိုးဘူး power တေးနေတယ်เนาะအဲ့တော့ကျွန်တော်တို့က high voltage batch မှာကြည့်မယ် high voltage batch မှာအခုကျွန်တော်တို့က okay တယ် low side ဘက်မှာကျွန်တော်တို့ကအခု voltage က drop ဖြစ်နေလုံးဝမထွက်ဘူးဆိုတော့ကျွန်တော်တို့က low side ဘက်မှာအကယ်လို့ဒီကျွန်တော်တို့ဒီမှာအခုမြင်နေရတဲ့ဒီမှာအခုကျွန်တော်မြင်နေရတဲ့ဒီ diode ကဲလို့ဖြတ်ခဲ့တဲ့ tan short ဖြစ်တယ်ဆိုရင်မီးတော့ထိုးလို့ရတယ်ဒါပေမဲ့ဘာဖြစ်မလဲစက်ပြားကဘိုးထွက်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီ diode ကိုစစ်ကြည့်ဖို့လိုတယ်နော်ဒီ diode ကအကယ်လို့ short circuit ဖြစ်တယ်ဆိုဒီ low side မှာ regulator ဘိုင်းကိုနှိုးပေးမှာမဟုတ်ဘူးတင်းနေလို့ဖြစ်မယ်ဒါပေမဲ့ high voltage ဘိုင်းက short မကျတဲ့ပုံမှာတော့မီးထိုးလို့ရမှာဖြစ်ပါတယ်